မှာလည်းပေါ့စီမမကဗလိုင်းကြီးဝင်ချသွားတာကြောင့်ဌာနချုပ်ကလူတွေကလန့်တားနေကြပါနဲ့။ဘာကြောင့်လဲဆိုတော့ဇွန်ဘီရဲ့တမန်မှုကိုခံမှန်းမိလိုက်လို့ပါ။အဲဒီအချိန်မှာပဲကောင်းကင်မှာအလင်းတန်းတစ်ခုပေါ်လာပါတယ်။အဲဒီအလင်းတန်းကတော့ပေါ့စီမမဆင်းလာတာပါ။ဇွန်ဘီကတခုခုခံစားမိလိုက်ပါတယ်။သူခံစားမိလိုက်တာကတော့ပေါ့စီမမကဓာတ်နဲ့ဝင်ထိုးတာပါ။ဒါပေမဲ့ဓာတ်ကတော့တပိုင်းတစစီဖြစ်သွားပါတယ်။ပေါ့စီမမကတော့ဒီခွေးကိုဘာလို့လိုက်ရလဲလို့ချိန်ဆလိုက်ပါတယ်။ဇွန်ဘီကတော့ဗလိုင်းကြီးဆဲခံလိုက်ရတာပါ။တဖက်မှာလည်းဌာနချုပ်ကပေါ့စီမမကိုဆဲကူနေကြပါတယ်။ဘာကြောင့်လဲဆိုတော့အမိမပါပဲဝင်တိုက်တာကြောင့်စစ်ကူပို့ပေးလို့မရလို့ပါ။ဇွန်ဘီကလည်းကျွန်တော်တောင်းပန်ပြီးပြီလေလို့ပြောလိုက်ပေမဲ့ပေါ့စီမမကတော့မင်းကစကားမပြောနိုင်တယ်ပေါ့။မင်းကအဆင့်မြင့်ထားတဲ့ကောင်မဖြစ်ရမယ်ဆိုပြီးပြောလိုက်ပါတယ်။ပေါ့စီမမမပြောမဆိုနဲ့အင်အားဆပ်ဘရိတ်ကိုထုတ်လိုက်ပါတယ်။ဇွန်ဘီကစကားပြောလိုက်ပေမဲ့ပေါ့စီမမကတော့နားမထောင်ပဲနဲ့ဝင်တိုက်ပါတော့တယ်။ဇွန်ဘီကိုဓာတ်နဲ့ဝင်ခုတ်ပေမဲ့ဇွန်ဘီကတော့ရှောင်လိုက်ပါတယ်။ပေါ့စီမမကပြန်ပြောက်သွားပြီးဇွန်ဘီရဲ့နောက်ကိုရောက်သွားကအားစုပြီး Revelate Click ဆိုတဲ့ဓာတ်ရိုက်ချက်ကိုသုံးလိုက်တော့အနားမှာရှိတဲ့အစာအုပ်တွေနှစ်ချမ်းပြတ်ကုန်တာပေါ့။ဇွန်ဘီကတော့ Revelate Click ဆိုတဲ့ဓာတ်ရိုက်ချက်ကိုအလွယ်လေးရှောင်ပြလိုက်ပါတယ်။ပေါ့စီမမကတော့ဇွန်ဘီကိုနင်ငါနဲ့လာပြီးကစားနေရပဲလို့ပြောလိုက်ပါတယ်။တပတ်မှလည်းမရှိကိုဌာနချုပ်တို့ပြန်တယ်ပါပြီးဌာနချုပ်ကလည်းဒုက္ခတွေကိုကယ်ပြီးဖြစ်တော့ကြောင့်ပေါ့စီမမကိုတက်ပြန်ဆုပ်လို့ရပြီလို့ပြောနေပါတယ်။ပေါ့စီမမကတော့ဇွန်ဘီကိုဓာတ်နဲ့လိုက်ခုတ်နေပါတယ်။ပေါ့စီမမကနင်ဘာလို့ပြေးနေတာလဲလို့မေးတော့ဇွန်ဘီကလည်းငါမပြေးရင်နင်ငါ့ကိုဓာတ်နဲ့ခုတ်မှာပေါ့လို့ပြောတော့ပေါ့စီမမကလည်းတောက်ခေါက်လိုက်ပြီးတစ်ခုခုကိုတုံးလိုက်ပါတယ်။ပေါ့စီမမကဒီမိုစီလီယာထဲမှာနင်းပါရင်ငါ့ကိုရင်ကုန်ကူတေးစရာမလိုဘူးလို့ပြောလိုက်ပြီးခြေထောက်ကိုအားစုပြီးခုံသွားကဇွန်ဘီပေါ်ကိုရောက်သွားပါတယ်။ပြီးနောက်ဇွန်ဘီကိုဓာတ်နဲ့ခုတ်ချလိုက်ပါတယ်။ဒါကတော့ episode 5လေးပါ episode 6မှာပြန်လည်တွေ့ဆုံကြပါမယ်။ like and subscribe လေးလုပ်ပေးကြပါဦး။အားလုံးပဲကျေးဇူးတင်ပါတယ်။